စင်ကာပူတထဲတွေကတင် ES လိုပဲသူတို့ဘက်ကဘလောက်ပဲမှားမှာသူတို့ပြောလိုက်ရင်အမြဲတမ်းမှန်နေတာကြီးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ဆိုလိုပါစင်ကာပူမှာအလုပ်တွားလို့မယ်ဆိုရင်ဘာတွေလိုအပ်လဲအမြဲတမ်းလာမေးကြတယ်အရင်ဗီဒီယိုမှာကျွန်တော်ခဏဖြည့်ပေးဖို့ပါတယ်အဓိကလိုအပ်တဲ့အချက်ကတိခတ်နိုင်ဖို့နဲ့စိတ်ရှည်ဖို့ပဲဥပမာအလုပ်လုပ်ရတာပေမန့်တာမှန်ပေမဲ့စင်ကာပူမှာလူရောစိတ်ရောနှစ်ခုစလုံးပေမန့်ပါတယ်ကိုတငယ်ချင်းကစင်ကာပူမှာအဆင်ပြေလို့ကိုလေးသူ့လိုပဲ 100% အဆင်ပြေမယ်လို့မတေချပါဘူးဘာလို့လဲဆိုရင်တော့တထဲတွေကတယောက်နဲ့တယောက်စိတ်ဓာတ်တွေမတူပါဘူးစင်ကာပူမှာအဓိက3လလောက်ပဲခက်ခဲတာဖြစ်ပြီးတော့အလုပ်လုပ်ရတာနားလည်ပြီဆိုရင်လုပ်ရတာ easy ဖြစ်သွားလိမ့်မယ်အဓိကပြောချင်တဲ့အချက်ကစင်ကာပူသွားမယ်ဆိုရင်တေချာစဉ်းစားပါ Singapore is not easy to work တီးမခံနိုင်ဘူးတခုခုဆို sorry လို့မပြောတတ်ဘူးအမြဲတမ်းပြုံးလေးမနေတတ်ဘူးဆိုရင်စင်ကာပူမှာလုံးဝအဆင်မပြေနိုင်ပါဘူးဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ဆိုရင်နားလည်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်